ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်တင်မြင်ခွေထိုင်သည်ဖြစ်စေကြုံကြုံလေးထိုင်သည်ဖြစ်စေခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်မြင်ခွေထိုင်မယ်ဆိုရင်ဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုအပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေမထက်မိပါစေနဲ့မဖိမိပါစေနဲ့ခါလည်းပုံမှန်ထားပါခါကြီးဆွဲဆန့်တာမျိုးမဖြစ်ပါစေနဲ့တင်မြင်ခွေထိုင်ပါဘယ်ဘက်လည်းပေါ်ညာဘက်လည်းကလေးတင်ပါခါကပုံမှန်လေးထားပါခေါင်းရှိမငုပ်စေနဲ့ခေါင်းနောက်မလန့်စေနဲ့မျက်စိကိုဇင်းငယ်မြမိတ်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါမိမိခန္ဓာကိုမိမိစိတ်တိုင်းကြပြီလားပေကြပြီလားလုံးမရှက်ဖ ೇನೆ အချိန်ပြီးပြင်းထိုင်နိုင်တဲ့အရိယာပုဂ္ဂိုလ်ရပြီလားစိတ်တိုင်းကြသွားပြီဆိုရင်အရိယာပုဂ္ဂိုလ်ငြိမ်လိုက်ပါနာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့တတိဟာနှာသီးဆိုနှာသီးဝကိုပဲကတ်လိုက်ပါနှာသီးဆိုနှာသီးဝမှာပဲမိမိရဲ့တတိစူးစိုက်ထားလိုက်ပါနှာသီးဝလေးလေးတိုးဝင်သွားတယ်နှာသီးဝလေးလေးတိုးထွက်သွားတယ်ဝင်လေထွက်လေလေးကိုဝရိယစိုက်ပြီးတော့ကြည်ပေးပါတွေးတာတွေငေးတာတွေဆွေးတာတွေမျောတာတွေမလာမိစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့လို့ပြောတာနောက်ပြီးတော့လေးလေးတိုးဝင်သွားတယ်သိပေးလိုက်ပါနောက်ပြီးတော့လေးလေးတိုးထွက်သွားတယ်သိပေးလိုက်ပါယောဂီတို့မှာဝင်လေထွက်လေဆိုတာအသက်ရှင်နေတဲ့ရှိနေပါတယ်ဖြစ်လဲဖြစ်နေပါတယ်ဝင်လေထွက်လေရှိမှဝင်လေထွက်လေဖြစ်မှမသိတာဒီတတိနဲ့မကြည့်လို့အခုယောဂီတို့ရဲ့အရိယာပုဂ္ဂိုလ်ကမ္မထာအာယုံပေါ်တင်လိုက်ပြီးမြင်သမျှကြားသမျှနားသမျှမှုသမျှစားသမျှထိသမျှဆိုတဲ့အာယုံတွေကိုအကုန်ပြစ်ချခဲ့ယောဂီတို့ရဲ့တတိဟာနာသီဝမှာပဲကပ်နေပါစေဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါယောဂီတို့ရဲ့နာသီဝမှာဝင်လေဆိုတာရှိနေပါတယ်ထွက်လေဆိုတာရှိနေပါတယ်ပုံမှန်တိုင်းရှိနေတဲ့ဝင်လေထွက်လေလေးတဘာဝကြကြရှိနေတဲ့ဝင်လေထွက်လေလေးအသက်ရှင်နေတဲ့ရှိနေတဲ့ဝင်လေထွက်လေလေးငကိုရှိပြီးသားဝင်လေထွက်လေလေးအဲ့ဒီဝင်လေထွက်လေလေးကိုပဲတတိနဲ့စောင့်ကြည့်တာပါဝင်လေလှုပ်ပြီးတော့ရှူစရာမလိုပါဘူးထွက်လေလှုပ်ပြီးတော့ရှူထုတ်စရာမလိုပါဘူးသူ့တဘာဝလေးတိုင်းပဲနာသီဝမှာလေးလေးတိုးဝင်သွားတယ်နာသီဝမှာလေးလေးတိုးထွက်သွားတယ်ရှိပြီးသားဖြစ်ပြီးသားနာသီဝလေးလေးတိုးဝင်ပါလို့တောင်းတနေစရာလည်းမလိုဘူးတဲ့ဝင်ပြီးသားလေးလေးနာသီဝကထွက်သွားပါထွက်မှထွက်သွားပါမလားလို့ကြောင်းကြနေစရာလည်းမလိုဘူးတဲ့ယောဂီတို့အသက်ခန္ဓာရှင်သန်နေတဲ့ဘဝခန္ဓာကြီးယက်တည်နေလို့ဝင်လေဆိုတာရှိနေမယ်ထွက်လေဆိုတာရှိနေမယ်တတိလေးနဲ့ကြည်ပေးနေရုံပဲတတိရာမလွတ်စေနဲ့နာသီဝလေဝင်တိုင်းသိတယ်တတိရာမလွတ်စေနဲ့နာသီဝလေထွက်တိုင်းသိပါတယ်တတိထာဝရိယစအာယုံတစ်ပါးစိတ်မသွားစေနဲ့
နောက်သူကလေးလေးတိုးထီဝင်ရင်ဝင်သွားတဲ့သဘောနောက်သူကလေးလေးတိုးထီထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲတတိနဲ့စူးစိုက်ကြည့်နေရင်အာယုံဇိုးတွေနောက်ကိုမပါတော့ဘူးဘယ်အာယုံဇိုးမှလည်းခန္ဓာထဲဝင်မလာတော့ဘူးတတိနဲ့သာစောင့်ကြည့်ပါတတိကြီးကြီးထားရင်တတိကောင်းကောင်းထားရင်ယောဂီတို့ရဲ့နှာသီးဝဝင်လေထွက်လေကိုသေချာသိလာပါလိမ့်မယ်သေချာမြင်လာပါလိမ့်မယ်အထင်ရှားပဲဝင်လေထွက်လေလေးရှိနေတာပဲဝင်လေထွက်လေလေးဖြစ်နေတာပဲတဘာဝကြကြရှိနေတာပဲတဘာဝကြကြဖြစ်နေတာပဲဝင်လေဝင်မှသိပေးလိုက်ရုံပဲထွက်လေထွက်မှသိပေးလိုက်ရုံပဲဝင်လေလေးကလည်းပုံမှန်ရှူနေမယ်ထွက်လေလေးကလည်းပုံမှန်ထုတ်နေမယ်တိုင်းပင်ဟာညီနေရမယ်ဝင်လေကပြင်းပြင်းကြီးရှူပြီးထွက်လေကဖြည်းဖြည်းလေးထုတ်တာမျိုးမဖြစ်ပါစေနဲ့ဝင်လေကဖြည်းဖြည်းလေးရှူပြီးထွက်လေကပြင်းပြင်းကြီးထုတ်တာမျိုးလည်းမဖြစ်ပါစေနဲ့နောက်ဒီကတိုးဝင်သွားတဲ့လေကလေးနောက်ဒီကတိုးထွက်သွားတဲ့လေကလေးဟာဝင်တိုင်းထွက်တိုင်းယောဂီတွေရဲ့နှာသီးဝါမှာလေကလေးဝင်တိုင်းထွက်တိုင်းဟာဝင်လေရောထွက်လေရောညီနေရပါမယ်ပုံမှန်ရှူပါပုံမှန်ရှိုက်ပါမမှန်ရှူပါမမှန်ထုတ်ပါဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ပြီးတော့ကြည်နေရင်ယောဂီတို့ရဲ့ခန္ဓာကိုအရိယာပုဂ္ဂါငြိမ်နေပြီလှုပ်တာလှဲ့တာမဖြစ်တော့ဘူးရွဲ့တာဆောင်းတာမဖြစ်တော့ဘူးရိမ့်တာရိုင်တာမဖြစ်တော့ဘူးဝင်လေထွက်လေကိုတတိနဲ့စူးစိုက်ရှုမှတ်ဆွဲမြဲနေတဲ့ချိန်မှာအရိယာပုဂ္ဂါလည်းငြိမ်နေပြီယောဂီတွေကတတိကိုကြီးကြီးထားပြီးတော့ကြည်နေတော့ဝင်လေဝင်တိုင်းသိနေပြီထွက်လေထွက်တိုင်းသိနေပြီဝင်လေဖြစ်တိုင်းသိနေပြီထွက်လေဖြစ်တိုင်းသိနေပြီအရိယာပုဂ္ဂါငြိမ်နေပြီအရှင်းမဲ့ဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ကြည့်နေတဲ့ချိန်မှာဘယ်အာယုံမှမလာတော့ဘူးယောဂီတို့ရှုမှတ်နေတော့ပစ္စုပန်တဲ့အတိတ်ကိုပြန်တွေးပြီးတော့လည်းမမျောတော့ဘူးအနာဂတ်ကိုလှမ်းမျှော်ပြီးတော့လည်းမမောတော့ဘူးဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတဲ့ပစ္စုပန်တဲ့တယ်ပဲဘယ်အာယုံမှအဝင်မခံဘယ်အာယုံမှအတိုးမခံမင်းနဲ့အရိယဘုတည်ငြိမ်စွာနဲ့ရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုစူးစိုက်ကြည့်နေတော့ဩဝင်လေလေးပါလားဩထွက်လေလေးပါလားဩနာဒီကမှတွန်းတိုက်ပြီးတော့ဝင်သွားတဲ့သဘောလေးဩနာဒီကမှတွန်းတိုက်ပြီးတော့ထွက်သွားတဲ့သဘောလေးဩအထင်ရှားအမြင်သာရှိနေပါလားတိချာသိလာတယ်နော်တတိတာထားပေးပါတတိတာမလွတ်ပါစေနဲ့ဝရိယကလည်းတွန်းတင်ထားပါအာယုံတွေလည်းမပြန့်လွင့်စေနဲ့အရှိတရားအဖြစ်တရားကိုသိချမြင်လာပါလိမ့်မယ်တတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါဝိပဿနာအစဝင်လေထွက်လေကားတဲ့သမာဓိတော်ယထဗုဒ္ဓံပဇာနာတိတဲ့သမာဓိတော်ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးအရိယာဘုတည်ငြိမ်အောင်အာယုန်တွေမပြန့်လွင့်စေပဲထူထောင်လိုက်တဲ့သမာဓိအကောင်းရင်ယထဗုဒ္ဓံယောဂီတွေရဲ့ခန္ဓာကြီးကနာကျင်ကြိုက်ခဲညောင်းထုံဘူးအေးစုအောင်ဆိုတဲ့ဒီဖောက်ပြန်မှုတွေရဲ့အနေဆအပြက်ကိုပဇာနာတိကောင်းစွာမြင်မယ်ကောင်းစွာသိမယ်သိအရေးကြီးပါတယ်နောက်ဒီကမှရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာ
ငြိမ်သက်တဲ့အရိယာပုံနဲ့မပြန့်လွင့်တဲ့စိတ်နဲ့ရဲရင်တဲ့ဝရိယနဲ့တည်တည်ချာချာဂယုဆိုင်စူးစိုက်ပြီးတော့တတိထားကြည့်နေရင်နာသီဝတိုးဝင်သွားတဲ့သဘောလေးနာသီဝတိုးထွက်သွားတဲ့သဘောလေးဝင်လေဝင်တိုင်းသိနေပြီထွက်လေထွက်တိုင်းသိနေပြီနာသီဝမှာလေလေးဝင်သွားတိုင်းနာသီဝမှာလေကလေးထွက်သွားတိုင်းအချက်တိုင်းဟာမလွတ်တမ်းသိနေပြီတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့အရေးကြီးလွန်းလို့နံပါတ်1တတိထားလို့ပြောပါတယ်နံပါတ်2မပြန့်လွဲနဲ့ဝရိယစိုက်လို့ပြောပါတယ်နံပါတ်3ဟိုတွေးတီတွေးဟိုငေးတီငေးဟိုဆွေးတီဆွေးဘာမှမလာစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့လို့ပြောပါတယ်ယောဂီတို့ရဲ့ခန္ဓာကိုယ်အရိယဘုကြီးဟာကမ္မထာအာယုံပေါ်ကြာနာနာတင်လိုက်ပြီဆိုရင်ထိနမိတ်တာဆိုတဲ့အိတ်ချင်တဲ့စိတ်တွေငိုက်ချင်တဲ့စိတ်တွေအတုံးမကြတဲ့စိတ်အောက်တန်းကြတဲ့စိတ်တွေအစင်မရှိတဲ့စိတ်တွေနှိမ့်ကြတဲ့စိတ်တွေခန္ဓာထဲမှာဝင်လာတယ်ထိနမိတ်တာဆိုတာကအိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တတိတွေကိုလွင့်စင်သွားစေတဲ့စိတ်ဘယ်တမာတိမှမရနိုင်တဲ့စိတ်ထိနမိတ်တာစိတ်တဲ့တကယ်အောက်တန်းကြတဲ့စိတ်တွေဟိုတို့ရှုမှတ်နေတာအချင်းရခဏလေးပဲဒီခဏလေးမှာခန္ဓာကိုယ်ကြီးကရင်ကနေဖြတ်ကနေမှတ်ကနေဖြစ်သွားတယ်အိတ်ချင်တာလို့ငိုက်ချင်တာလို့တွေးချင်တာလို့ငေးချင်တာလို့ဆိုတာကအဲ့ဒါအောက်တန်းကြတဲ့စိတ်တွေဘာမှအသုံးမကျတဲ့စိတ်တွေအဲ့ဒီမကောင်းတဲ့စိတ်တွေကိုတိကွင့်ရမယ်တရားတွေပိတ်ပင်တတ်တဲ့និဝရဏတွေကိုတတိနဲ့တွန်းထုတ်ပြလိုက်တတိတစ်လုံးပဲအဲ့ဒီတတိတစ်လုံးနဲ့ထိနာမိတ်တာဆိုတဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေတွေးချင်တဲ့စိတ်ငေးချင်တဲ့စိတ်ဆွေးချင်တဲ့စိတ်တွေဟိုကြောင်းဒီကြောင်းဝင်လာတဲ့စိတ်တွေအကုန်တတိနဲ့မောင်းထုတ်ပလိုက်ဟိုအသုံးမကျတဲ့စိတ်တွေပဲသူတော်ကောင်းလို့လုံမှာဘာလို့ဝင်လာတာလဲနေ့စဉ်နဲ့အမျှကိလေသာတွေမှာဘလဲဘွားရုန်းကန်သွားလာနေတဲ့မကောင်းတဲ့စိတ်တွေအခုသူတော်ကောင်းလို့လုံနေတဲ့အချိန်မှာအဝင်မခံပါနဲ့တွန့်ထုတ်တာတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့အရိယာဘုဒ္ဓငြိမ်နေပါစေယောဂီတွေရဲ့နှာသီးဝရှိပြီးသားဖြစ်ပြီးသားဝင်လေထွက်လေလေးကိုပဲတတိနဲ့ရှုမှတ်ပေးပါနှာသီးဝလေးလေးတိုးဝင်သွားတယ်နှာသီးဝလေးလေးတိုးထွက်သွားတယ်ရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ်အထူးရှာနေစရာမှမလိုပဲလိုက်ရှာနေစရာမှမလိုပဲသူ့တဘာဝကြရှိပြီးသားနှာသီးဝကဝင်လေထွက်လေလေးကိုတတိလေးနဲ့ကြည့်ပြီးနေုံပဲဘယ်မလဲနဲ့ရှာစရာလည်းမလိုပါဘူးယောဂီတို့တတိထားကြည့်လိုက်ရင်ဝင်လေဝင်တိုင်းသိနေပါတယ်ထွက်လေထွက်တိုင်းသိနေပါတယ်သိပေနေဖို့ပဲအဲဒါလို့သိပေနေဖို့ဆိုတာလေတတိမလွတ်မှတတိမြဲမှတတိခိုင်မှတတိဆွဲမှတတိထားမှသိမှအဲ့ဒီတတိလေးတစ်ချက်လွတ်သွားပြီဆိုရင်နာသီဝဝင်တိုင်းထွက်တိုင်းဟာအချက်တိုင်းမမိတော့ဘူးလုတ်ကနေဖြစ်သွားလိုက်ပြန်ဖမ်းလိုက်မိလိုက်အတွေးတွေဝင်လာလိုက်လုတ်ကနေဖြစ်သွားလိုက်ပြန်ဖမ်းလိုက်မိလိုက်မဟုတ်သေးဘူးနော်ဒီလိုဆိုရင်မဟုတ်သေးဘူးဆိုမိမိကိုမိမိပြန်ပြီးတော့တတိပေးရတယ်ဒိုးလုံနေတာသူတော်ကောင်းအလို့အချိန်ဟာတန်ဖိုးရှိတဲ့အချိန်ခန္ဓာကြီးကိုကောင်းကောင်းအသုံးချနေတဲ့နေရာဌာနဓမ္မဣဒာကြီးမှာမကောင်းတဲ့စိတ်တွေဝင်လာရင်ရှက်စရာကြီးပါလားမကောင်းတဲ့အတွေးတွေကိလေသာတွေ
ထိနာမိတ်တာတွေဝင်လာရင်တဲရှက်စရာကောင်းပါလားဘလိုမျိုးကြီးလေဒီခန္ဓာကြီးကမကောင်းမှုတွေမွေ့လျော်နေတော့မကောင်းတဲ့စိတ်တွေခဏခွာချထားဖို့တောင်းတဲမဲ့လွယ်ပါလားကိုတောင်ပြန်တွေးမိတယ်မတွေးမိစေနဲ့မကောင်းတဲ့တွေးတွေမဝင်မိစေနဲ့မကောင်းတဲ့အာယုံတွေခါထုတ်ပလိုက်ပါတတိယရှေ့ရှုထားတတိတာပြဋ္ဌာန်းတာတတိပဋ္ဌာန်းနဲ့တတိစုစိုက်ပြီးကြည်နေမှတတိပြဋ္ဌာန်းပြီးကြည်နေမှတတိဆွဲမြဲပြီးကြည်နေမှယောဂီတို့ရဲ့နာသီဝကဝင်လေထွက်လေလေးကိုဝင်တိုင်းထွက်တိုင်းသိနေပါလိမ့်မယ်တတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးအရိယဘုတည်ကြည်ခိုင်ခန့်အောင်တမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီဝင်လေထွက်လေကိုအချက်တိုင်းဝင်တိုင်းထွက်တိုင်းတတိနဲ့ဆွဲမြဲစွာရှုမှတ်နိုင်တဲ့ပုဂ္ဂိုလ်အာယုံကိုစူးစီးထိန်းချုပ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်တမာတိတွေအားကောင်းလာပါပြီတည်ကြည်တဲ့အရိယာပုတ်ခိုင်ခန့်တဲ့အရိယာပုတ်ငြိမ်သက်တဲ့အရိယာပုတ်မပြန့်လွင့်တဲ့စိတ်ဝင်လေထွက်လေကိုယူဆိုင်ပြီးကြည်နိုင်တဲ့တတိခိုင်မာပြီးဆိုရင်ခန္ဓာဘက်ကိုညံလဲကြည်လိုက်ပါခန္ဓာဘက်ကိုညံလဲကြည်တော့မယ်ဆိုရင်နာသီဝဝင်လေထွက်လေကိုဖြုတ်လိုက်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲတေချာစောင့်ကြည့်ပါဘယ်သူနဲ့စောင့်ကြည့်မလဲဉာဏ်နဲ့စောင့်ကြည့်ပါချိန်15မိနစ်ကျော်လာပြီဆိုတော့နာမယ်ကျင်မယ်ထုံမယ်ညောင်းမယ်ပူမယ်စူးမယ်ဘယ်မှာဖြစ်မှာလဲခန္ဓာမှာဖြစ်မှာဘယ်ကပြမှာလဲခန္ဓာကပြမှာဘသူကပြောမှာလဲခန္ဓာကပြောမှာခန္ဓာလို့ပဲသုံးသွားတယ်နော်ယောက်ျားမိန်းမဆိုတာမပါဘူးပုဂ္ဂိုလ်တ attva ဆိုတာမပါဘူးငါတွေသူတွေဆိုတာမပါဘူးခန္ဓာပဲရှိတယ်အစုအဝေးကြီးရုပ်တရားတွေနံတရားတွေပဲရှိတယ်ဘာအစုအဝေးကြီးလဲဖြစ်ချင်းပြက်ချင်းဆိုတဲ့အစုအဝေးကြီးကိုယောဂီတို့ရရှိတာတဲ့ခန္ဓာကြီးပဲကိုယောဂီတို့ရရှိတာတဲ့ခန္ဓာကြီးထဲမှာငါမရှိသူမရှိယောက်ျားမိန်းမမရှိပုဂ္ဂိုလ်တ attva မရှိဒီလိုဆိုဘာရှိလဲဖြစ်ချင်းနဲ့ပြက်ချင်းပဲရှိတယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းတွေကိုသိအောင်ဘယ်သူနဲ့ကြည့်မလဲဉာဏ်နဲ့စောင့်ကြည့်မယ်ဝိပဿနာဆိုတာဉာဏ်အလုပ်တဲ့ယောဂီတို့ရဲ့ခန္ဓာကြီးတွေကဖြစ်လဲဖြစ်နေတယ်ပြက်လဲပြက်နေတယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းတွေကိုနောက်ကဉာဏ်နဲ့သာစောင့်ကြည့်ပါနားလာပြီဖြစ်ချင်းသဘောကျင်လာပြီဖြစ်ချင်းသဘောညောင်းလာပြီဖြစ်ချင်းသဘောစူးလာပြီဖြစ်ချင်းသဘောပူလာပြီဖြစ်ချင်းသဘောထုံလာပြီဖြစ်ချင်းသဘောဖြစ်ချင်းသဘောတွေကဘယ်မှာလမ်းဆုံးလဲသိကျင်သလားဉာဏ်နဲ့စောင့်ကြည့်လိုက်ညောင်းတဲ့သဘောလေးနောက်ကဉာဏ်နဲ့စောင့်ကြည့်လိုက်အော်မရှိပါလားပြတ်သွားတယ်ဟိုအပီးပြတ်သွားတာလားမဟုတ်ဘူးနောက်ကညောင်းတဲ့သဘောလေးစာထိုးတာဩညောင်းတဲ့သဘောလေးကဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဉာဏ်ကသိပေနေုံပဲနာလာပြီနာတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့အော်မရှိတော့ပါလားပြတ်သွားပြီအပီးပြတ်သွားတာမဟုတ်ဘူးနောက်ထပ်နာတဲ့သဘောလေးစာထိုးတာဩနာတဲ့သဘောကလည်းဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဒါကိုဉာဏ်ကသိပေနေုံပဲတဏှာထဲနာနေတာမဟုတ်ဘူးတညောင်းနဲ့ညောင်းနေတာမဟုတ်ဘူး
ပြောခဲ့ပါပြီယောဂီတို့ရဲ့ခန္ဓာကြီးတွေကဖြစ်ချင်းပြက်ချင်းတွေပဲရှိတယ်အဲ့ဒီဖြစ်ချင်းပြက်ချင်းတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပေါ်လာသမျှအနိစ္စဖြစ်လာသမျှအနိစ္စနာလာသမျှအနိစ္စကျင်လာသမျှအနိစ္စပူလာသမျှအနိစ္စထုံလာသမျှအနိစ္စဘုရားကအနိစ္စလို့ဟောပြီးသားပဲယောဂီတို့ကနိစ္စမြဲတယ်လို့ယူလို့ပဲဖြစ်မလဲအဲ့ဒီမမြဲတဲ့သဘောကိုသိခြင်းလို့ဉာဏ်နဲ့ကြည့်တာခန္ဓာကြီးကဖြစ်နေပါပြီနားတဲ့သဘောတွေကျင်တဲ့သဘောတွေပူတဲ့သဘောတွေဆူတဲ့သဘောတွေအောင့်တဲ့သဘောတွေအမျိုးမျိုးဖြစ်နေပြီနာပါသေးကျင်ပါသေးပူပါသေးဆူပါသေးအောင့်ပါသေးပေါ့ခန္ဓာရဲ့သဘောတွေပါငါသဘောဆိုတာမပါပါဘူးငါသဘောဆိုရင်နာတာကိုမနာနဲ့ပြောလိုက်ပေါ့ငါသဘောဆိုရင်ကျင်တာကိုမကျင်နဲ့ပြောလိုက်ပေါ့ငါသဘောဆိုရင်ညောင်းတာကိုမညောင်းနဲ့ပြောလိုက်ပေါ့ငါသဘောဆိုရင်ပူတာကိုမပူနဲ့ပြောလိုက်ပေါ့ရသလားမရဘူးဘုရားကအနတ္တလို့ဟောပြီးသားငါမပါဘူးတဲ့မရှာနဲ့တဲ့ငါမရှိဘူးတဲ့မကြည့်နဲ့တဲ့ယောဂီတို့စောင့်ကြည့်ရမှာကပြက်ချင်းသဘောအနိစ္စကိုဉာဏ်နဲ့စောင့်ကြည့်ရမှာမရှိတဲ့ငါကိုငါမလုပ်ပါနဲ့မရှိတဲ့ငါကိုငါလုပ်လို့ယောဂီတို့တန်တတာတဲမှာဂျုံတုံမောက်ကုန်အပြန်ပြန်လဲနေရတာအခုသေချာကြည့်လိုက်ပါခေါင်းထဲမှာလည်းငါမရှိဘူးခြေတွေလက်တွေထဲမှာလည်းငါမရှိဘူးခါထဲမှာလည်းငါမရှိဘူးခန္ဓာကိုယ်တစ်ခုလုံးခြုံကြည့်ငါဆိုတာမရှိဘူးမရှိတဲ့တရားကိုငါမလုပ်ပါနဲ့ခန္ဓာတွေကဖြစ်လာတဲ့သဘောတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပါခန္ဓာသဘောငါမယုံမိပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေတန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးအတိအတိအသုံးချပါအရိယဘုဒ္ဓငြိမ်းနေပါစေဘာမှမကြတဲ့အချိန်လေးကိုအကျိုးရှိရှိအသုံးချတန်ဖိုးတဲ့တန်ဖိုးဆိုတာအသုံးချသူအတွက်တန်ဖိုးဆိုတဲ့စာသားကအလကားရေးထားတာမဟုတ်ဘူးတဲ့အသုံးချသူအတွက်မှာတန်ဖိုးရှိတာခန္ဓာကိုယ်ရိယဘုကြီးကိုဖြစ်ချင်းပြက်ချင်းတွေကိုဉာဏ်နဲ့သေချာစောင့်မကြည့်အသုံးမချသူတွေအတွက်ဆိုရင်အဲ့ဒီတန်ဖိုးဟာဘာမှဖြစ်လာမှလည်းမဟုတ်ဘူးရှိလာမှလည်းမဟုတ်ဘူးတန်ဖိုးဆိုတဲ့စာသားစကားလုံးလေးဟာဒီခန္ဓာကိုယ်ကြီးကိုအနိစ္စအနိစ္စဆိုဉာဏ်နဲ့အသုံးချကြည့်တဲ့ပုံကိုယ်တွေအတွက်ပဲလူတိုင်းနဲ့တန်ဖိုးဆိုတာမထိုက်တန်ပါဘူးတကယ်ကြိုးစားအားထုတ်တဲ့သူမှတန်ဖိုးနဲ့တန်တာဘာတန်ဖိုးလဲဆိုသာသနာရဲ့တန်ဖိုးပေါ့ဘုရားရှင်ရဲ့အဆုံးအမသီလသမာဓိပညာအဲ့ဒီတန်ဖိုးဟာအသုံးချတတ်တဲ့လူတွေမှတန်ကြီးရှိတာအဲ့ဒီတန်ဖိုးဟာအသုံးချတတ်တဲ့သူတွေမှပိုင်ဆိုင်ခွင့်ရတာအသုံးမချတတ်တဲ့ပုဂ္ဂိုလ်ဘုရားရှင်ရဲ့အဆုံးအမသာသနာဆိုတဲ့တန်ဖိုးနဲ့လာမှမသက်ဆိုင်ဘူးတဲ့ယောဂီတို့နားလေသဘောပေါက်ပါမိမိတို့အကျိုးရှိတဲ့တန်ဖိုးသာသနာရဲ့တန်ဖိုးဘုရားရဲ့အဆုံးအမသီလသမာဓိပညာဆိုတာတကယ်အသုံးချသူမှတန်ဖိုးဖြစ်မှာပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါယောဂီတို့လောကမှာ
အာလုံးသောပုဂ္ဂိုလ်တွေမှန်ကြည့်ဘူးကြပါတယ်မှန်ဟာသူ့ဟာသူနေတာပဲကိုကသွားကြည့်တော့အရေးထက်ကတယောက်အပြင်ကတယောက်ဆိုတော့မခွဲတတ်တော့ငါတော်နေရာကြတာပဲဟောမှန်ကြည့်တော့ငါပါနေတာအဲ့ဒါဘာလဲဆိုအရေးကိုအကောင်ထင်တာမှန်တဲ့ကအရေးပဲငါမှမဟုတ်တာကြည့်နေတဲ့လူကလည်းယုံနာခံတာပဲငါမှမဟုတ်တာအော်မှန်ကြည့်တာတောင်မှတက္ကာယဒိဋ္ဌိကြီးနဲ့အရေးကိုအကောင်ထင်တာဉာဏ်နဲ့တေချာစစ်ကြည့်လိုက်ပါယောဂီတွေရဲ့ခန္ဓာကြီးကတစ်ဖြက်ဖြက်နဲ့ပြက်နေတာတေချာကြည့်ပါခန္ဓာကိုယ်တစ်ခုလုံးဟာတရရိပ်တမွားမွားနဲ့တစ်စစ်စစ်နဲ့တစ်ဖြက်ဖြက်နဲ့ပြက်နေတာအဲ့ဒီသဘောတွေကိုဉာဏ်နဲ့တေချာထွန်းဖောက်ကြည့်လိုက်ပါဉာဏ်ဆိုတာရိုးရိုးကြည့်ရတာမဟုတ်ဘူးယောဂီတို့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကပြတဲ့တစ်စစ်စစ်နဲ့ဖြစ်နေတာတွေတစ်ဖြက်ဖြက်နဲ့ဖြစ်နေတာတွေဓမ္မမွားနဲ့ဖြစ်နေတာတွေတရရိပ်နဲ့ဖြစ်နေတာတွေအဲ့ဒါတွေကိုထွန်းဖောက်ပြီးကြည့်ရတာဘလို့ဖြစ်နေတာလဲဘလို့ပြနေတာလဲဘလို့ပြောနေတာလဲညာနဲ့ထွန်းပေါက်ကြည့်ခွဲကြည့်ရှင်းကြည့်အပြက်တွေပဲတွေ့မှာပေါ့ငါမှမရှိတာခန္ဓာတွေကအနိစ္စပဲရှိတာဘောလာသမျှအနိစ္စစောင့်ကြည့်တာကမက်ကခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာအပြက်နဲ့ဉာဏ်တစ်ချက်နဲ့ခန္ဓာအပြက်နဲ့ဉာဏ်တစ်ချက်နဲ့ပြက်တိုင်းဉာဏ်နဲ့ဇက်တိုက်ကပ်နေပြီကိလေသာမဝင်တော့ဘူးကိလေသာကြားမခိုတော့ဘူးခန္ဓာအပြက်နဲ့ဉာဏ်တစ်ချက်ခန္ဓာပြက်နဲ့ဉာဏ်တစ်ချက်ကိုက်နေပြီဆိုရင်ဩအနိစ္စခန္ဓာတွေကအနိစ္စတွေ့ရင်တရားတွေ့တာပဲအဲ့ဒီအနိစ္စမတွေ့သေးလို့ငါအစွဲကမပြုတ်တာတတိထားပါယောဂီတို့ရှားကြည့်ငါကိုလို့ဆိုလို့မရငါဟာလို့ဆိုလို့မရငါဥစ္စာလို့ဆိုလို့မရငါကိုငါဥစ္စာဆိုတာခန္ဓာထဲမှာရှားကြည့်ဘယ်နေရာမှမရှိဘူးအဲ့မရှိတဲ့ဟာကိုငါလုံနေလို့လူမှုရေးရောအာယသမီးစီးပွားရေးရောအရေးတကအရေးပေါင်းဆုံးအကုန်လုံးဒုက္ခရောက်နေလောကလည်းမှလည်းငါကိုဖယ်ရှင်းထားဝိပဿနာတဲ့အာထုတ်တဲ့မှာလည်းငါကိုခွာထားအဲဆိုလို့အသိနဲ့ပွားတဲ့အခါမှာစင့်ပြီးတော့ခွာလိုက်ပြီဆိုရင်ဘယ်မလဲငါရှားကိုမတွေ့တော့ဘူးငါရှားမတွေ့ဘူးဆိုတော့ခန္ဓာထဲမှာဘာတွေ့လဲအနိစ္စပဲတွေ့တယ်ပေါ်လာသမျှအနိစ္စဖြစ်လာသမျှအနိစ္စဖြစ်လာသမျှအနိစ္စပေါ်လာသမျှအနိစ္စဩဒုမြခန္ဓာကြီးတဲ့ကအနိစ္စတွေပဲရှိပါလားဉာဏ်နဲ့ကြည့်တော့သိလာပါတယ်သေချာကြည့်ပါခန္ဓာကြီးကအမျိုးပြောပြမယ်နာပြမယ်ကျင်ပြမယ်ပူပြမယ်စုပြမယ်အောင့်ပြမယ်ဒါတွေယောဂီတို့မလိုချင်ဘူးမလိုချင်ဉာဏ်နဲ့ရှုလေနာတဲ့သဘောတွေမလိုချင်ဉာဏ်နဲ့ရှုကျင်တဲ့သဘောတွေမလိုချင်ဉာဏ်နဲ့ရှုစုတဲ့အောင့်တဲ့သဘောတွေမလိုချင်ဉာဏ်နဲ့ရှုညောင်းတာထုံတာတွေမလိုချင်ဉာဏ်နဲ့ရှုခန္ဓာကြီးရှိနေမှာတော့ဒါတွေကဖြစ်နေမှာပဲခန္ဓာကြီးရှိနေမှာတော့ဒါတွေကပြနေမှာပဲခန္ဓာကြီးရှိနေမှာတော့ဒါတွေကပြောနေမှာပဲအေးတဲ့အဲ့ဒီနာကျင်ကြိုက်ခဲညောင်းထုံပူအေးစုအောင်ဆိုတဲ့ဝေဒနာတံဖောက်ပြန်မှုတွေမျိုးမလိုချင်ရင်ဉာဏ်နဲ့သာစောင့်ကြည့်တေချာကြည့်နော်ခန္ဓာကြီးကတော့ပြနေပြီဟောတချို့နာနေပြီတချို့ကျင်နေပြီတချို့စူးနေပြီတယောက်နဲ့တယောက်ဖြစ်နေတဲ့ဝေဒနာတံဖောက်ပြန်မှုတွေဟာမတူပါဘူးနာပါစေပေါ့ငါသဘောမှမဟုတ်တာခန္ဓာရဲ့သဘောပဲခန္ဓာသဘောဘယ်သူအလုံးလုံးမှလဲ
ဉာဏ်ကအလုံးလုံးမှာပေါ့ကျင်ပါစေပေါ့ငါသဘောမှမဟုတ်တာခန္ဓာရဲ့သဘောပဲခန္ဓာအလုံးဘယ်သူအလုံးလုံးမှာလဲဉာဏ်ကအလုံးလုံးမှာပေါ့နာရကျင်နာခန္ဓာရဲ့အလုံးစောင့်ကြည့်ရမှာဉာဏ်ရဲ့အလုံးသုရအောင်နာခန္ဓာရဲ့အလုံးစောင့်ကြည့်ရမှာဉာဏ်ရဲ့အလုံးကြိုက်တာခဲတာခန္ဓာရဲ့အလုံးစောင့်ကြည့်ရမှာဉာဏ်ရဲ့အလုံးခန္ဓာကလည်းသူ့အလုပ်သူလုပ်ပြနေတာဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်ယုံပဲအေးအဲ့ဒီထဲမှာငါဝင်မရှုံနဲ့ငါဝင်မပါနဲ့ငါဝင်မစွဲနဲ့ခန္ဓာကသူ့အလုပ်သူလုပ်ပြနေတာပဲဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်နာပါစေပေါ့ဉာဏ်နဲ့ရှုချကျင်ပါစေပေါ့ဉာဏ်နဲ့ရှုချခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဆိုရင်ငါမလာတော့ဘူးငါလည်းမပါတော့ဘူးငါလည်းလာမရှုပ်တော့ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ကပ်နေပြီဆိုရင်အနိစ္စတွေ့ပြီအဲ့ဒီအနိစ္စတွေ့ရင်တရားတွေ့တာပဲမောဂုစရောကြီးကပြောပါတယ်အေးခန္ဓာတွေကအနိစ္စတွေ့ရင်တရားတွေ့တာပဲကွာအဲ့ဒီအနိစ္စကိုပဲမြင်အောင်စောင့်ကြည့်ရတာလေခန္ဓာကိုယ်တစ်ခုလုံးဘာမှကြည့်စရာမရှိဘူးအဲ့ဒီအနိစ္စကိုပဲမြင်အောင်ကြည့်ရတာတေချာကြည့်ပါခန္ဓာကြီးကဖြစ်ပြီးပြည့်နေလို့ဒုက္ခသစ္စာကြီးပဲစောင့်ကြည့်တာကမက္ခသစ္စာပဲအဲ့ဒီမက္ခသစ္စာနဲ့စောင့်ကြည့်နေပြီဆိုရင်ခန္ဓာကိုခင်တဲ့တဏှာပြင်ခြင်းတဲ့တဏှာရွဲ့ခြင်းပြောင်းခြင်းစောင်းခြင်းတဲ့တဏှာမလာတော့ဘူးတဏှာမလာမှတော့မစွဲလန်းဘူးဥပါဒံမလာဘူးဥပါဒံမလာမှတော့လှုပ်ခြင်းလဲခြင်းပြောင်းခြင်းနဲ့ကံမလာတော့ဘူးသမုဒယသစ္စာသေပြီပေါ့သုံးွယ်တဏှာဥပါဒံကံသမုဒယသစ္စာသေမှတော့လေးွယ်ဇာတိဒုက္ခချုပ်ပြီပေါ့အဲ့ဒီဒုက္ခချုပ်တာနိရောဓသစ္စာပဲခန္ဓာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမက္ခသစ္စာတဏှာဥပါဒံကံသေတာကသမုဒယသစ္စာနောင်ဒုက္ခတွေချုပ်သိမ်းယုံငြိမ်းသွားတာကနိရောဓသစ္စာသစ္စာ၄ချက်ကြိုက်အောင်သစ္စာ၄ချက်စိုက်အောင်တတိထားပြီးတော့ဉာဏ်နဲ့ရှုမှတ်ပွားများပါတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းတဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရားယုတ်ကလည်းဖြစ်ပြီးတော့ပြက်နာငါလည်းဖြစ်ပြီးတော့ပြက်ယုံနာတစ်စုံကဖြစ်ပြီးတော့ပြက်ပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့နေတရားဆိုတာတိမ်မွေးပါတယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ